နဲ့ပြောတယ်အတန်ကမိုးဂိတ်မိုးမှာကျွန်တော် apostrophe mo apostrophe တခုထည့်ချင်တယ်ဟုတ်လဲဆိုတော့အတန်ထွက်ကိုကျွန်တော်ပြောပြတယ် mo ဆိုကျွန်တော်မောနဲ့ကျွန်တော်ယူတာဖြစ်တဲ့တော့ဒီ apostrophe တစ်ခုထည့်လိုက်ရင်အဲ့ဒါ o ဆိုတဲ့အတန်ကိုထွက်စေချင်လို့ဆိုတော့ mo ဆိုရင်မိုးဆိုတဲ့အတန်ထွက်စေချင်လို့ခင်ဗျဆိုတော့နောက်က i က ik ပေါ့နော် ik ဆိုမိုးမိုးနဲ့ ik နဲ့ပေါင်းလိုက်တာမိုးအဲ့ဒါကိုပေါင်းပြီးတော့တစ်ခါလေးရွတ်တဲ့အတန်ပေါ့နော်မိုးဆိုတော့မိုးဂိတ်ဆိုတော့ချင်တာလှုပ်ချင်တာမိုးဂိတ်ထားချင်တာကျတော့မိုးဂိတ်ရှိရဖြစ်သွားတယ်အဲ့တော့တကူ want to ပေါ့နော် want to ဆိုတဲ့လှုပ်ချင်တယ်ဆိုရင်မိုးဂိတ်နဲ့ပြောတယ်အဲ့တော့စားချင်တယ်ဆိုတဲ့ဟာကိုပြောချင်တော့မိုးဂိတ်ပြောပြီးတော့နောက်ကစားရဲဆိုရှေ့ကိုထည့်လိုက်ရုံပဲဗျအဲ့တော့မိုးဂိတ်ရှိရစားချင်တယ်တောက်ချင်တယ်ဆိုရင်တော့မိုးဂိတ်ဆိုင်သွားချင်တယ်ဆိုရင်တော့မိုးဂိတ်အားလာချင်တယ်ဆိုရင်တော့မိုးဂိတ်ကလိုင်းတွေးချင်တယ်ဆိုရင်တော့မိုးဂိတ်ကူပြောချင်တယ်ဆိုရင်တော့မိုးဂိတ်ဟောင်းလုပ်ချင်တယ်ဆိုရင်တော့မိုးဂိတ်ကလိုန်းပေါ့အဲ့လိုမျိုး